ဆွဲဆောင်မှုရှိဖို့အတွက်လိုအပ်တဲ့ကိုယ်အမူအရာ10ခု 1. ဖြူစင်စွာပြုံးတက်ပါစေစစ်မှန်တဲ့အပြုံးတစ်ခုကဆွဲဆောင်မှုရှိတဲ့ကိုယ်အမူအရာတစ်ခုပါပဲအရေးကြီးပါတယ်တခါတရံမှာစိတ်ထဲမှာမပါပဲပြုံးပြဖို့တော်တော်ခက်ခဲတာတွေလည်းရှိပါလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာမင်းကိုပျော်ရွှင်စေတဲ့သူတစ်ယောက်အကြောင်းတွေးလိုက်ပါမင်းပြုံးနိုင်သွားပါလိမ့်မယ် 2. မျက်လုံးတွေနဲ့စကားပြောပါမျက်လုံးတွေဟာနှုတ်ဆက်ခြင်းချိန်ချောက်ခြင်းကြောက်ရွံ့ခြင်းချစ်ခင်ခြင်းနဲ့တွေ့ဝေခြင်းစတာတွေကိုပြသနိုင်ပါတယ်ငေးကြည့်ခြင်းဟာတရှိုက်မတ်မတ်ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ဘာသာစကားတစ်ခုအဖြစ်ယူဆကြပါတယ်တစ်ဖက်လူကိုမထိတ်လန့်စေပဲညင်သာတဲ့ကြည်နီးတစ်ခုဖြစ်ပါတယ် 3. တဘာဝအတိုင်းပဲဆွဲဆောင်မှုရှိအောင်နေပါတချို့လူတွေကကွန်ပျူတာနဲ့အတူအာရုံစိုက်ပြီးအလုပ်လုပ်နေချိန်မှာတော့ဆွဲဆောင်မှုရှိကြပါတယ်ပျော်ရွှင်စရာအတွေးတွေကိုတွေးပြီးလေ့ကျင့်ယူပါ 4. ကမ္ဘာပေါ်မှာမင်းတစ်ယောက်တည်းရှိရဆိုတဲ့အတွေးနဲ့လမ်းလျှောက်ပါမမတ်ရပြီးလမ်းကိုတလန်းချင်းလျှောက်တဲ့အခါအင်မတန်နှစ်သက်စရာကောင်းတဲ့ယုံကြည်မှုတစ်ခုကိုမင်းခံစားရပါလိမ့်မယ် 5. လက်အမူအရာတွေကိုပြည့်ပြည့်ညင်သာစွာသုံးပါညင်သာပြီးအင်အားပြည့်ဝတဲ့ကိုယ်လက်အမူအရာတွေဟာအလွန်အရေးပါပါတယ်အမျိုးသားနဲ့အမျိုးသမီးတွေမတူကြပေမဲ့ကိုယ်လက်အမူအရာကိုလိုက်ရောညီထွေအသုံးပြုခြင်းကအင်မတန်ထိရောက်ပါတယ် 6. ဘလောက်ပဲစိတ်နေပါစေမိတ်ဆွေရင်းချလို့နှုတ်ဆက်တတ်ပါစေတစုံတစ်ယောက်နဲ့ပထမဆုံးအကြိမ်တွေ့တာဖြစ်ခဲ့ရင်တောင်မှမင်းရဲ့အကောင်းဆုံးတငယ်ချင်းလို့သဘောထားလိုက်ပါဒီလိုစိတ်မျိုးထားလိုက်ရင်မှန်ကန်တဲ့ကိုယ်ခန္ဓာဘာသာစကားတွေကသူ့ဟာသူလိုက်လာပါလိမ့်မယ်ဒါဟာမင်းရဲ့စိတ်ကိုတည်ငြိမ်စေသလိုကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုအတွက်ပြောင်မြောက်တဲ့နည်းပညာတစ်ခုလည်းဖြစ်ပါတယ်ခွန်တင်းမာမှုတွေကိုလျှော့ချပါမင်းရဲ့ကိုယ်အမူအရာတွေကတစ်ဖက်လူကိုအတွေးတွေအများကြီးဖြစ်စေနိုင်တယ်ဆိုတာဂရုပြုပါလက်ပိုက်ထားခြင်းမျိုးကိုရှောင်ပြီးတတ်တတ်ရှိပါစေဒါဟာမင်းကိုပေါင်းသင်းရလွယ်ကူပြီးမာနကင်းတဲ့သူတစ်ယောက်အဖြစ်ခံစားရပါတယ် 8. မှန်လို့ကျင့်ပါလူတွေကိုဆွဲဆောင်တာကတဘာဝလုပ်ငန်းစဉ်တစ်ခုပါပဲမင်းစကားပြောဆိုနေချိန်မှာသူတို့အတန်အမူအရာစကားလုံးတွေကိုထည့်သုံးကြည့်ပါသူတို့တွေကမင်းနဲ့ဆက်ဆံရမှာပိုပြီးပြည့်ပြည့်လာတာကိုတွေ့ရပါလိမ့်မယ် 9. စကားပြောရင်ရိမ်းပါလူတစ်ယောက်ဘက်ကိုကိုဖြစ်ဖြစ်ခေါင်းဖြစ်ဖြစ်ရိမ်းလိုက်ခြင်းကသူ့ကိုစိတ်ဝင်စားကြောင်းပြပါတယ်စကားပြောရင်နဲ့ထို့သို့လုပ်ခြင်းကသူတို့ရဲ့မသိစိတ်ကိုဆွဲဆောင်နည်းတစ်မျိုးဖြစ်ပါတယ် 10. အာယုံစိုက်မှုရှိကြောင်းပြသပါစကားဝိုင်းထဲမှာမင်းအာယုံစိုက်နေကြောင်းပြသပါငေးတာတွေတွေးတာတွေအခြားကိစ္စတွေအကြောင်းမရောက်ပါစေနဲ့ပတ်ဝန်းကျင်နဲ့အချိတ်အဆက်ဖြစ်ဖို့အတွက်ဂရုပြုပါမင်းအတွေးတွေလွင့်နေတာကိုအားလုံးကသိရဆိုတာမမေ့လိုက်ပါနဲ့အခုပြောပြခဲ့တဲ့အချက်10ချက်ထဲကကျင့်သုံးနေမိတဲ့အပြုအမူမျိုးမိတ်ဆွေတို့မှရှိခဲ့လျင်ကွန်မန့်မှာဖြေကြားပေးခဲ့ပါဦးနော်နားဆင်သူအားလုံးအသိပညာတိုးတက်ကြပါစေ